guys စမီပါစမီဒီနေ့တရားလေးရပါစလို့ပြသွားမှာပါDJI Osmo Pocket 3 Creator ကမောပေါ့နော်စမီဝယ်ထားတာတော့နှစ်ပတ်လောက်ရှိပြီစမီကင်မရာတော့မနေနိုင်လို့ဖောက်ကြည့်ထားတာပေါ့နော်ဒီကင်မရာလေးကblogger စီကနေလည်း review တွေအများကြီးရထားတဲ့ကင်မရာလေးပါအဲအဆောစမီလည်းဒီဖောက်ကြည့်ရအောင်နော်တကယ်စမီဒီကတော့ဖောက်ကြည့်ထားတာပေါ့နော် okay这个第一礼拜，第几样一礼拜，要第五天吗？第二拜 ，yes， 第二礼拜，要第一天嘛，到六礼拜喏，是到是看了吧？这样。ဒီစတစ်ကာတော့မရှိတော့ဘူး။စစချင်းရောက်တဲ့နေ့ပြန်စဖောက်ကြည့်လိုက်တယ်ပေါ့နော်အရင်ဒီထဲကိုကြည့်ချင်ရနိုင်မယ်။ဒီမှာဖောက်ကြည့်ထားတယ်။ Okay ။တာဒါ။မြာလာ။ဒီလိုလည်းရနိုင်ရတယ်။ရောဒီလို continue ။တော့ဒီကyes ဟုတ်တယ်။ဟုတ်တယ်နော်တကယ်တော့အားရိပိုင်ကုန်ပါလို့ဒီကချိန်လိုက်အောင်ပဲ။စမိကြောင်လေးနာမှာစောနေ။ Okay အခုကဒါက tripod thank you ပေါ့ဒီကတော့တလို့တော့ချိန်လို့မရခုနက battery နဲ့ဒီလိုတော့ဒီမှာဒီထဲမှာချိန်လို့ရမယ်ထင်တယ် Okay yes လို့ရပါစပါလေဆိုတော့အတင်း battery handle အခုအဲ့တော့ဒီက battery ရင်းခုပါလာအတင်းကျ charger ဆိုတော့ I think it'sဒီရမိုက်လေးက mic cover လုပ်တဲ့ဟာပုံစံထင်တယ် it's quite smallမြင်လာတယ်နောက်ဆုံးတစ်ခုကဒီရလေးမိုက်ရဟာတို့တော့လိုက်ကြရ Okay ဦးတာကောင်းပါလေရှင်ဟာပြောပါချင်အမတားကြည့်ပါချင်ဟာလားအကြီးကြီးဖြစ်နေပြီအကြီးကြီးဖြစ်နေပြီလို့ happy လေးပါငါတို့မရိုက်ချင်လားဟာလားအဲ့ဆိုဘာလို့မမဗီဒီကလာရှုံးနေတာဟမ်ကဲဖဖိုင်လို့ဖန်မအောင်ကပြောင်းကောင်းတယ်ကောင်းလေးကအမေကောင်းလေးဒီနမေက lucky noဒီပတ်တင်ဒါပတ်တင်တော့ခေါ်မကြမ်းပတ်တင်ဟုတ်တယ်ဒီလိုခေါ်တယ်အမေလည်းဟုတ်တယ်မကြိုက်တော့စမီခုပြင်ထွက်လာပါတော့အခုလောဆယ်စမီတီချီရနဲ့ရိုက်နေတာပါတော့ဒီနေ့ကဝတ်တာကောင်းတယ်အလုပ်ပေးရလည်းဖြစ်တယ်ဆန်ဒေးလည်းဖြစ်တယ်နေလည်းပုံနေဆိုတော့ကတိပဲပေါ့နော်ဒီနေ့ UK ကတူတူဆန်းဝတ်တာကောင်းနေပါတယ်ခုတလောက UK ကအရန်အေးပြီးတော့လေမိုးတွေလည်းရွာအေးလည်းအရန်အေးပြီးဆိုစီဖြစ်နေတာစမီဒီနေ့ကဒီကင်မရာနဲ့ဒီကင်မရာဘယ်လိုရှိလဲဆိုတော့ test ကြည့်ရင်မြို့ထဲခဏသွားမယ်စမီအိမ်ကလေမြို့ထဲနဲ့ညီရောစမီလမ်းလျှောက်ပြီးပဲသွားလိုက်မယ်10မိနစ်လောက်တော့လျှောက်ရတယ်ပေါ့နော်ဒီနေ့နေဘူးကအရန်စင်ပြေရဲ့ခြိုက်တိတ်ဒီဘူးကအရန်ကြာပြီဒီအခုစမီရတီချန်နဲ့ရိုက်နေတာပေါ့နော်ရှင်တဲ့ဆန်ခဲဝယ်ပြီးတော့ရပါတော့
ဝယ်လိုက်တယ်ခုနလူရချုပ်နေလို့ဗီဒီယိုမရိုက်လိုက်တာဒါမိုက်တယ်အဲ့ face tracking ရှိတာမိုက်တယ်ကွာတယောက်တည်းအဲ့လိုစီလို့ဆိုလို့ရှင်တယောက်တည်းဗီဒီယိုရိုက်တာများတယ်လေဆိုတော့ဖုန်းနေတယ်ဆိုလို့ရှင်ကကိုဒီဘက်လဲဒီဘက်မရောက်သွားဘူးလေသူမပါသွားတာပဲရှိတာဒီကင်မရာကျတော့ကိုဟိုဘက်ရွှေ့လဲဒီဘက်လိုက်လာတယ်ဟုတ်ဒီဘက်ရွှေ့လဲဒီဘက်လိုက်လာစီးပြတယ်လို့ပြောပါအဲ့လိုမျိုးဒီလိုရှိရင်ဒီကိုရဲ့ကင်မရာ app ထဲကနေကြည့်လို့လည်းရတယ်ဒီရဲ့ဒီက app ထဲမှာရတယ်ဆရာလောက်ကနေတော့ဒီလိုဆက်ပြီးတော့ line မရနေတော့လေဒီရဲ့ screen ကတိတ်လေးတော့အဲ့လိုမျိုးမရဆိုရှင်ကိုဒီ DJ က app ထဲကဝင်ပြီးကိုဘယ်လိုပေါ်နေလဲဘယ်လိုရှုလို့ရတယ် app ထဲကနေ control လုပ်လို့ရတယ်မိုက်တယ်လို့ဆိုတော့အရင်ကြိုက်နေပြီအဆန်စင်တော့ဘုဖတ်ကိုဝင်ကြည့်ကြမယ်လို့ဆိုရ Christmas ဆိုတော့ Christmas ရာသီဆိုတော့ Christmas tree လည်းများပြီးဆင်ထားတယ်ဆင်ပြောအကြောင်းလာမသိဘူးအပြင်မှာတော့အရင်ဆင်နေနေတာဟုတ်တယ်So you see, I love you so much. Pero window shopping လုပ်မယ်ဆိုပြီးတော့Zara ထဲဝင်လိုက်တာအင်ဂျီလေးတွေအရင်လာတော့လေမနေနိုင်လို့ try ကြည့်လိုက်အောင်မနော် Oh my god အရင်လာရနော် I like it လာလိုက်တော့ဝယ်ရမလားဟုတ်တယ်မလားလာရမင်းနဲ့ဟုတ်တယ်ဆောင်ကြည့်လိုက်အောင်မနော်try from you now. Okay. Now let's see it out. Oh, what? Oh, no, you like that. Tadi juga mah, dia main deh, dia nak kamu, dia main deh aja. Number 10 for me, thanks. Ya, nak kau juga. Ya, ni amu kuat aja sih loh. Lebih amat, boleh loh sih semuanya. Apa ya yang tiada ada cerita dia, sebenarnya aku kreatif ni. Dia boleh loh sih ni. Apa macam ni tu kan saya, saya cek lah saya. Like maybe the top of the heels and evolution of that much now, right? Aku dulu ya. Ya, where am I? Semi Zara Mali, ini di Wuji Bio Shopping Chalai dah, murah cuy boy. Sekarang wah bersih dia, lagi kuat bersih dia. Kami mau cuy ni bi. UK Winter Solution day night jo. 3 နိုင်လောက်ဆိုလို့ရှိရင်စာမိုးစားချုပ်ပြီးပေါ့နော်finally ရသွားပြီရေစာလို့တော့ဝယ်တောင်းနေရတာဆောင်းလိုက်တာလေမိနစ်20လောက်တော့ရှိပြီ20တော့မကောက်ဘူးနဲ့အဲ့လောက်ဆောင်းလိုက်ရတယ်ချီဒီတပူလေးဒီ milk tea လေးတောက်ဖို့အရေးကို
မိနစ်20လောက်ဆောက်ရပါတယ်ရှင်ခေးလိုက်တာအဲ့တော့အေးရစမီအခုအင်ပြန်နေရမှာစမီဒီ DJI camera ကိုဒီနေ့တနေ့ကုန်ရိုက်ထားသလောက်ပြောရမယ်ဆိုလို့ရှိရင် honest review ပေးရမယ်ဆိုလို့ရှိရင်အရန်ကောင်းတယ်အရန်ကြိုက်တယ်အရန်ကောင်းတဲ့ camera ထဲမှာပါတယ်အခုဒီလိုညဖက်တွေဆိုလို့ရှိရင်ကွာတီးတန့်မီးမလို့ကွာ lighting တွေဆိုတော့အရန်ကောင်းတယ်ပြီးတော့အရန်အဲ့လိုမျိုး like ဘယ်လိုပြောပြရမလဲတော့မသိကြည့်ရနဲ့တီးရရကွာအသားရိပ်ဆိုလို့ရှင်လုံးဝအဲ့လိုအရန်ကြည်ပြီးရန်ကောင်းသွားရကွာဒါပေမဲ့အဲ့လို make up ကွက်နေရတယ်ဗါတော့မြင်ရတယ်အခုတွေတော့မြင်ရတယ်တော်တော်လုံးဝ smooth ဖြစ်သွားတော့မဟုတ်လုံးဝပါဝါဆက်ဆန်လေးအရန်လာတယ်ကွာအဲ့ဒါအရန်ကြိုက်တယ်မကြိုက်တာကတော့ဘယ်လိုပြောရမလဲအဝေးကနေရိုက်တာတော့ဘာလို့ဆိုလို့ရှင်ဒီ screen ကအရန်သေးရောဒီကိုဘယ်လိုပေါ်နေလဲဘယ်လိုမျိုးမြင်နေရလဲဆိုတဲ့ဟာအရန်သေးရောတေချာမမြင်ရဟာအဲ့ဒါမကြိုက်ဘူးပြီးတော့နောက်တစ်ခုကကြတော့ဘာဖြစ်လို့လဲမသိဘူးခဏလေးတုံးပြီးသွားလို့ရှိရင်ဆက်ကအရန်ပူတယ်ဆက်အရန်ပူတော့ပေါ့နော်အဲ့တစ်ခုပဲမကြိုက်ဘူးကျန်တဲ့ဟာအကုန်ကောင်းတယ်အရန်အဆင်ပြေအရန်မိုက်တယ်ဒီအကြိုက်ဆုံးကတော့ဒီဗာလဲ face tracking ပါတာပဲကိုကဟိုဘက်သွားလို့ရှိရင်ဟိုဘက်လိုက်တယ်ဒီဘက်သွားလို့ရှိရင်ဒီဘက်လိုက်တယ် focus ကကိုချိန်ထားတဲ့အတိုင်းကိုလိုက်ကိုနောက်လိုက်လာတော့စမီအရန်ကြိုက်တယ်ပေါ့နော်ဒါစမီရဲ့ဒီကင်မရာကိုစမီပထမဆုံးသုံးကြည့်တဲ့ဗီဒီယိုဆိုတော့လေတေချာတော့အဲ့လိုမျိုးအရန်လေးလာပြီးတော့အရန်တိထားတဲ့ဟာမဟုတ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောရမလဲအကုန်လုံးတော့တိချာတော့မသိသေးဘူးပေါ့နော်နောက်သုံးရင်းနဲ့ဘယ်လိုအသုံးဝင်မဲ့ဟာတွေဒီထက်ကောင်းတဲ့ဟာတွေတွေ့လို့ရှိရင်စမီ sharing လုပ်ပေးပါမယ်အဆိုရင်စမီရဲ့ဒီနေ့ vlog လေးရတော့ဒီလောက်ပါပဲရှင် Thank you for your time guys bye